မင်္ဂလာပါနေ့စဉ်သုံးတရုတ်စကားပြောများဗီဒီယိုလေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ခေါက်မှာတော့စိတ်ခံစားချက်နဲ့သက်ဆိုင်တဲ့စကားလုံးလေးတွေပေါ့နော်ဝါကြလေးတွေ၅ချောင်းကိုပြင်ဆင်ပေးထားပါတယ်ပထမဆုံးစာကြောင်းလေးကငါနည်းနည်းစိတ်တက်ကြတယ်အဲဆိုတော့စိတ်တက်ကြတာတို့နော်စိတ်ကြတယ်လို့ဖြစ်တာဆိုလို့ရှိရင်失落စိတ်တက်ကြတယ်失落有点失落နည်းနည်းစိတ်တက်ကြတယ်တရုတ်မှာ有点失落ပဲသုံးတာပေါ့နော်非常失落ဆိုတာမျိုးကသုံးခဲ့တယ်အရန်စိတ်တက်ကြတယ်လို့ကသုံးခဲ့ဒါပေမဲ့有点失落လို့သုံးပြီဆိုလဲအဲ့ဒီ有点ကနည်းနည်းဆိုပြီးတော့မြန်မာစာမှာသာပြန်ပြီးမဲ့ဒီကလေးကတော်တော်စိတ်တက်ကြလို့သာဒီစကားလုံးကိုပြောတာများတယ်နော်我有点失落我有点失落ဒုတိယမြောက်ဝါကြလေးကငါအရန်ခံစားရတယ်စိတ်ထဲမှာပေါ့နော်အဲဆိုတော့ဒီစာကြောင်းလေးကိုပြောပြီးဆိုလို့ရှိရင်သူကဘောနော်နာကျင်ခံစားရတာမျိုးပြောတာမဟုတ်ဘဲနဲ့တစ်ဖက်သူကအရန်ကောင်းပြီးတဲ့အခါမှာမေတ္တာစီနာတွေအများကြီးကိုပေါ်ထားပြီးတဲ့အခါမှာကိုကစိတ်ထဲမှာခံစားသွားရတယ်ပေါ့နော်ဇလန်တစ်ခုကြည့်တယ်မင်းသားနဲ့သမီးနဲ့ဇလန်လေးကနည်းနည်းပေါ့နော်အရန်ကို romantic ဆန်အရန်ကောင်းလွန်းတဲ့အခါကျတော့ကိုစိတ်ထဲမှာစိတ်လှုပ်ရှားပြီးခံစားရတယ်ပေါ့နော်အဲ့လိုပုံစံလေးပြောချင်တာငိုတာမျိုးလည်းဖြစ်နိုင်တယ်ဒါပေမဲ့သူကနာကျင်ခံစားလို့ငိုတာထက်ကြည်နူးပီတီဖြစ်ပြီးတော့ငိုတာမျိုးပုံများတယ်နော်我很感动我很感动我很感动ငါအရင်ခံစားရတယ်သုံးချောင်းမြောက်ဝါကြလေးကငါနည်းနည်းကြောက်နေတယ်အဲ့ဆိုတော့ကြောက်တာကိုတရုတ်လို့害怕စိုးရင်ကြောက်ရွံ့တာပေါ့နော်害怕ကြောက်တယ်အဲ့တော့有点害怕နည်းနည်းကြောက်နေတယ်我有点害怕我有点害怕ငါနည်းနည်းကြောက်နေတယ်နောက်တစ်ခါကျတော့ငါစိတ်အခြေအနေကောင်းနေတယ်အဲ့တော့စိတ်ကတော့တည်ပြီးသားရှင်းဆိုတဲ့စကားလုံးလေးကစိတ်ကိုပြောတယ်ချင်းဆိုတဲ့စကားလုံးလေးကချင်းခွန့်ဆိုတဲ့အခြေအနေဆိုတဲ့စကားလုံးကဆင်းလာ心情ဆိုစိတ်အခြေအနေပေါ့နော်ဒီတစ်ခုဘာသာပြန်မယ်ဆိုရင်我心情很好ငါစိတ်အခြေအနေအရန်ကောင်းနေတယ်စိတ်ထဲပျော်နေတယ်ပေါ့တနည်းအားဖြင့်我心情很好ငါစိတ်အခြေအနေကောင်းနေတယ်我心情很好နောက်ပိတ်ဆုံးဝါကြလေးကငါစိတ်ရှုပ်နေတယ်စိတ်မကြည်ဘူးဆိုလို့ရှိရင်စိတ်ရှုပ်တာကိုတရုတ်လို့烦然后我有点烦ငါလည်းစိတ်ရှုပ်နေတယ်စိတ်ရှုပ်လာပြီပေါ့နော်我有点烦စိတ်မကြည်ဘူးအဲ့လိုပုံစံအဓိပ္ပာယ်လေးနော်我有点烦ဒါဆိုတော့ရမယ်ထင်ပါတယ်ဝါကြ၅ချောင်းလေးကတော့ဒီလောက်ပါပဲနော်ကဲလို့ကွာတရုတ်စာကိုစိတ်ဝင်စားလို့သင်နေတယ်ဆိုလို့ရှိရင်တော့ Fluent Chinese မှာ၃မျိုးရှိပါတယ်တဦးချင်းတိုက်ရိုက်သင်တဲ့ private class ရဲ့အဖွဲ့လိုက်တိုက်ရိုက်သင်တဲ့ group class ရဲ့ပြီးတော့ Telegram basic Chinese video class ရဲ့ဆိုပြီးတော့၃မျိုးရှိပါတယ် Telegram basic Chinese video class ကိုလည်းဒီ group ပုံစံမျိုးနဲ့လည်းသင်လို့ရတာပေါ့နော်ပို့ပြီးတော့ဒီပုံမှန်စီးတဲ့အများကြီးလည်းပို့ပြီးတော့တက်တာပါတယ်။ကျမတို့ကတော့ SSK45 အောင်မြင်ပြီးသားဖြစ်ပြီးတော့ဆိုလို့ရှိရင်ဇီစကားပြန်နဲ့ပတ်သက်ပြီးတော့လုပ်ငန်းတွေ့ကြုံလေးရှိထားပါတယ်။အဲ့တော့သူတို့ပိုင်နိုင်တဲ့အတန်း class တွေဝယ်ပေးတာဖြစ်တဲ့အတွက်ကြောင့်ပေးရတဲ့သင်တန်းကြီးနဲ့တေချာလေးခရူးဆိုင်ပေးမှုတက်မြောက်အောင်ကိုညီပေးမှုတွေကိုရရှိမှာဖြစ်ပါတယ်။ဒါဆိုရင်တော့စိတ်ဝင်စားရဆိုလို့ရှိရင်တော့ page လေးကိုဆက်သွယ်ပေးပါနော်။ဒါဆိုရင်တော့拜拜大家